ဒါလောက်ဆို တင်မခွက်ထဲဟုတ်တယ်ဒီဘက်ချမ်းဆောင်ချမ်းဆောင်ဝိဆန်နေပြီဝိဆန်စေကတော့ဒီနေ့တော့ဒီဟာချောခေါ်ရှေ့cái cùi bằng đi à điện thoại tiền nhau gì luôn đi vào chị nào đó mà như sao đi bao nhiêu đi về đá đi về tiền rồi bao nhiêu đi về tiền nào nó quá đâu nào đâu nữa Okay, cuối sang đến đâu đi vào? Luôn đi vào bỏ nó, chỉ làm thêm nhau gì? Luôn đi. Bắt tham ăn đấy. Quả vài nó, đó là thu trà nó cũng là cụ thay nên lúc chuyện luôn đi đấy. Suy on, thay gì vào? Để mới thay. Luôn đi vào này. Đôi bò nó, rồi sao là đúng không? Chỉ để hàng chân tôi vào bằng. Chỉ tìm bài khoa thay này về suy on, sẽ được lòng thiểu nó. Thay nó được thế đấy. Thay su nè, su bây giờ đó nó thay mày à, nè biển nè à. Aku siang guda di deh, cina guda di deh cuma belum sewa, belum kan awal. Aku dodo itu dah. Itu dah awal. Aku thay thà thì dodo cao thay nè, chẳng thay, sao cái này thay người già nó, chẳng già mà rồi. Sao thay mà giờ số, chẳng mi thay, thì mình chẳng thay mà, nè, già hóa mà thay người già. Aku thay rồi đấy, sao cái này thay người già, sao thay thì đủ công cho thay, rồi già mà người già nó. Siapa tu biar dulu lah deh. Lại món này được làm nó. Siapa tu sih mah aku lapar dah lapar ni jenis siapa? Không phải là bạn mà bạn chơi nhá. Kita mah tu jenis aku dah mah. Totally di dia tak tahu orang piawai orang siapa lu boleh, no. Tapi siapa cini ni tu piawai lagi, siapa aku sesi dia awak, no. Ok吧. Chỉ biết cho mày. Chỉ biết. Mình làm quan trọng nhất là cái kỹ thuật chứ không phải là động tác. Ít người thì lại làm nhanh, thành công, kỹ thuật tốt. Bây giờ về gì sao? Đâu vậy sao? Chị đi cho ra. Bagus sama na. Jadi saliku. Bagus.
这个里说的，来来嘛。这个里说的。ဒါနဲ့ကုသတာဒါနဲ့ဆိုဘယ်နှကြိမ်ရှိပြီလဲ 3 ကြိမ်ရှိပါပြီဆရာ 3ကြိမ်ကြီးစားဖြစ်တဲ့ယောဂလေးပြောပြပါဦး စဖြစ်တဲ့ယောဂဟိုခါနာလားဆရာ ခါနာလေ ခါနာပြီးတော့ခါအောက်ကခစဲအောက်ကနေပြီးတော့ကြိုက်တာပေါ့နော်မနေနိုင်ဘူးဆရာမဟုတ်တော့ထိုင်လို့ရှိရင်မနေနိုင်ဘူးနေနိုင်တဲ့ခါကျတော့ဟိုဖြစ်တယ်ကြိုက်လဲကြိုက်တယ်ဟိုဖြစ်တယ်နာလဲနာတယ် နာပြီးတော့ဘာဖြစ်သေးလဲ နောက်ပြီးတော့လက်ကလက်မအကျော်ပေါ့ဆရာအဝိတွေပါလျှော်ရင်ကနေလိန်သွားပြီးတော့အထိမခံနိုင်ဘူးဆရာလက်ကိုအထိမခံနိုင်ဘူး ခုကြတော့ အခုကျတော့လက်လဲကောင်းသွားပြီဆရာအထိခံနိုင်သွားပြီလက်လဲကောင်းသွားပြီခါလည်းမနာတော့ဘူးကြိုက်လည်းမကြိုက်တော့ဘူးဆရာ ဆရာနဲ့ကုသဘယ်နှကြိမ်ရှိပြီ 3 ကြိမ်ရှိသွားပြီ 3ကြိမ်ဆရာနဲ့စကုသတဲ့အချိန်မှာကွာခြားမှုပါရှိတယ်မကုသခင်နဲ့ကုသမှုအချိန် အစတော့ကလက်ကအထိကိုမခံနိုင်ဘူးဆရာခါလည်းဟိုကြာလည်းမထိုင်နိုင်ဘူး5မိနစ်လိုက်ဆိုကြိုက်လာတာဟိုအခုကျတော့လုံးပျောက်သွားပြီဆရာ ရှင်းပြောက်သွားတာလား ရှင်းပျောက်သွားဆရာလက်ကလည်းအထိခံနိုင်သွားပြီတွေးလို့ဆန်းလို့ရသွားပြီ ဇန်လေးပါလေးထားလျှောက်ကြည့်ပါဦးနော် ဟုတ် ဟိုစမ်းတက်ကြည့်ဘာရှိသေးလဲကြံသေးလဲဆရာဒီဘာတွေခါကြည့်ထိုင်ကြည့်ထားကြည့် ဟုတ်သွားပြီဟုတ်သွားဆရာ ဘယ်မျိုးနဲ့လာလဲတော့ ရှာ ဘယ်မျိုးနဲ့လာ တောင်လူကြီးမြို့နေရ အမေကြီးနဲ့ထားတယ်ခုဆရာတို့ကုသတဲ့ဘိုင်းမှာတရားရခိုင်တော့ဘယ်လောက်ပေးနိုင်လဲ တရားပြပေးနိုင်ပါတယ်ကောင်းသွားပြီဆရာ ကောင်းသွားလုံးဝအရှင်းပြောက်သွားတာ ရှင်းပြောက်သွားဆရာ တော်လေးစကုသတာနဲ့ရောသူတည်ရလား မတူတော့ပါဘူးဆရာ ဘူးတော့နော်ထူတာကြိုက်တာရှိသေးလား မရှိတော့ဘူးဆရာ ရှိတော့ဘူးနော်လုံးဝအရှင်းပြောက်သွားတာ ရှင်းပြောက်သွား တော်လေးဘက်ကဆရာတို့ဗာမဲပြောချင်သေးတယ် ကျေးဇူးတင်ပါတယ်ဆရာဟိုအဝေးကနေလာပြီးတော့ခုလိုစေတနာနဲ့ကုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ ဟုတ်ကဲ့ကျေးဇူးတင်ပါ ဟုတ်ကဲ့ဆရာ ဟုတ်ပြီလား လောတယ်ထိုင်လို့မရဘူး ထိုင် ထိုင်လို့မရဘူးထိုင်ဒီကတောက်ပြီးတော့တိုးထိုးသူအဲ့နဲ့တိုး ဖြစ်နေတာ ဟိုအောက်ကြီးသွားစား ထိုးနေတာ ဟုတ် အဲ့ဆိုအထက်မှာကြိုက်တာ အော်ဆူပြီးတော့ ဆိုးပြီးတော့ တိုးတယ်တိုး ထိုးတော့လည်းထိုးကဲလက်လေးကြည့်ပေးမယ်နော်မခံနိုင်ဘူးပေါ့ အောက်ကထိုင်လို့မရ ထိုင်လို့မရဟုတ်ပြီစေးတာနော်ဆရာကြည့် ဘယ်ရလာပြ အော်ရောက်ပါစား ရှင်ကို ဟုတ်ကဲ့ တုံးချိန်နဲ့ပြောက်ကူတာပြီနော် ဟုတ်ကဲ့ တုံးချိန်နဲ့တုံးချိန်ဆရာကုရဲ့အနေအထားနဲ့မကုရသေးတဲ့အနေအထားနဲ့ကုရဲ့အနေအထားမှာဘာတွေပြောင်းလဲသွားလဲလို့ပြန်ကြည့်မယ် ဟုတ်ကဲ့ဟုတ်အော်ဘဝင်မောက်
အခုကွေးစမ်းလို့ကြည့်ဘလက်ပြန်လာကြည့်လာကိုပရမလာတော့အနေထားကိုအနေထားနဲ့ပြန်ပြီးတော့ဟုတ်ဆက်လို့ကြောက်ပါပြီးလာကြည့် 你变差些哦ပရမနဲ့ဆိုင် မမဆိုင်အများကြီးကောင်း အများကြီးကောင်းပါနော်အခုဆရာဗနဲ့ပြောတာလေ သုံးကြည့်စရာ သုံးကြီးပြောတာနော်ပရမနဲ့ထွေးရဆန်းတာဘယ်လိုနေလဲ အခုကိုရဆန်တာဘူးကောင်းတယ် ကောင်းလာနော်စမ်းကြည့်ပါဦး ပြင်ကိုလို့ဆက်မရ ဒီကကွေးရဆန်းလို့ မရဘူးထိုင်လို့မရ ထိုင်လို့မရဘူးအခုကွေးရဆန်းတာဘယ်လိုနေလဲ ကိုရဆန်တာကောင်းတယ် ကောင်းတယ်နော်အခုဘာလေးစောင်းပြီးတော့ထားကြည့်ပါဦးနော်အခုဆရာဗနဲ့ပြောတာလေ သုံးကြည့်ပြောတာဟုတ် စောင်းလိုက်ထားကြည့်စောင်းကြည့်ပရမလာဟောရတယ်ဦးနေထားတယ်ဘာတွေကြောင်းလဲသွားတယ်ပရမအဲ့လိုထိုင်လို့လို့ဖြစ်တယ် ထိုင်လို့မရ ထိုင်လို့မရဘူးခုတော့ ဘူးကထိုင်လို့ရစရာ ထိုင်လို့ရသွားတယ်နော် ဟုတ် လမ်းလေးနဲ့စောင်းကြည့် ဟုတ်စရာ စောင်းကြည့်ချင်းနေရပြန်လာကြည့် ဟုတ်စရာ လို့ပြည့်တယ်ပရမနဲ့ မမဆိုင်အများကြီးကောင်းတယ်ဘာမှလမ်းလည်းရှောက်လို့မရဘူးခါထိုင်လို့လည်းမရခါတစ်ချမ်းဆောင်တယ် ချမ်းစောင်းတယ်ခုရော ဘူးကတဲ့ပါစရာ ကဲပါရင်နော်ပရမနဲ့ရှောက်ရတာနဲ့ခု ဦးရှာတာပေါ့လည်းပေါ့စရာ ပေါ်တယ်နော်အကိုပနဲ့ပြောတယ် သုံးကြည့်ပြောစ သုံး ရာ ကြီးပြောတယ်နော်ချင်းနေရတယ်ဆိုတော့ပုံမှန်လေးလာကောင်းလိုက်ဖြစ်သွားတယ် ဟုတ်စရာဟုတ် sorry ပါမကြီး ဟုတ် ပြလာတယ်မကြီးပေါ်လာ မဖြစ်တော့ဘူးမကြိုက်တော့ဟုတ် အဲ့တော့နော်ပထမကဘာဖြစ်နေ အရင်တော့ကြိုက်တယ်ကြိုက်တယ် ခိုင်နေတယ်ပြီးတော့ ထိုးတယ်ထိုးတယ်ပဲအောက်လည်းအောက် အောင်းလဲအောင်းလဲနော် ဟုတ်စရာ ပထမကထိုင်လို့ မရဘူး မရအောင်နော်နည်းနည်းထိုင်ကြည့်ပါဟုတ်ပထမကထိုင်လို့မရအောင်ထိုင်ကြည့်ပါ ဘာမှအဲ့လိုထိုင်လို့မရ ထိုင်ပါပြီလေ ထိုင်အောက်နဲ့ကြိုက်ပြီးတော့စစ်စစ်နဲ့ စစ်စစ်နဲ့ဖြစ်ဟုတ်ဆက်နေချောရှာကြည့်ဘယ်နေလဲပထမကအခုထိုင်နေ ထိုင်နေလည်းမရဒီလိုလှုပ်လို့မရ လုံးလုံးမရဘူးဟုတ်လား ဟုတ် ဘိုးဘယ်နဲ့ပြောတာလဲ သုံးကြည့်ပြောလိုက်စရာ ပြောတာနော်ဆက်ဆက်လေးတော့လာပြီနော် ဟုတ်ကဲ့ဆရာဟုတ် ကျေးဇူးတင်ပါတယ် ကျေးဇူးပါဆရာ ဟုတ်ကဲ့ပါ ဟုတ်